lòng xa nghe là mình công ló trang mua trùng tuần nu dấu găm kia băng hông su lâu điên mò nằm đằng tên sông này mua sang tê in agam ading nong na hin na piang saka tuần nu dấu găm min công ló na trang mua dù vẫn tôi tê nhà bằng hông su chơi lâu điên mò nhà bằng hông sun chơi lâu hi kê dòng ta tên isul lâu man hi so thang hoàng đúng in tâm la hau na to dòng ta tê hông ngạc lại mê tê gu nên năm mahan na to nắng hông ngạc lại về xuân xem răng xem lên xuân xem lek xem lên tuần nu dâu găm ế trên lòng đi ngang dâu điên lo na qual ma tên sông tu sinh đón ba tuần nu y dâu găm đúng con dâu ta tên in na to hôm qua không xe một chi em lòng xa đi nàn công ló mấy tay bu tuần nu dấu găm kia băng hông su lâu đi ngó nằm đằng tên sông này tuy phi tên agam ading nong na hin na piang saka tuần nu dấu găm min công ló na mấy tay bu dấu vẫn tôi tê kia băng hông su chơi lâu đi ngó nhà bằng hông sun chơi lâu hi kê dâu ta tên isul lâu man hi so thang hoàng đúng in năm ma hau na to dâu ta tê hông ngạc lại mê tê gu nên năm ma hát na to nắng hông ngạc lại về xuân xem răng xem lên xuân xem rét xem lên tuần nu dâu găm ế trên lòng đi ngang dâu nghìn lo na qual ma tên sông tu sinh đón ba tuần nu y dâu găm đúng tóc dâu ta tên in na to hôm qua hôm xe hôm chi lòng xa nghe na mình công ló sâu qua pha trực chân na in na mel ken công mu dầu dia mu bang nai ven qua và in na coi ya om bu ba in na xin lai che bằng om ta tuần nu dấu găm min công ló na sâu qua pha in na bắt bằng nền ya bằng hông lâu đi ngó ya bằng hông sun chơi lâu hi kê dâu ta tên isul lâu man hi so thang hoàng đúng in năm ma hau na to dâu ta tê ông ngạc lại mê tê gu in năm ma han na to nắng ông ngạc lại về xuân xem răng xem lên xuân xem vét xem lên tuần nu dâu găm ế trên lòng đi ngang dâu bị
Isongan Nungtuang sotate Inato hong situation, the sickness situation. But at the same time, without solving plague issues, also any support going to there, another plague could be coming up again. So still maybe ongoing this plague issue. ချင်းပြည်နယ်မြောက်ပိုင်းတီးတိန်တွန်းဆန်နဲ့ကျိန်ခါဒေသတွေမှာစိုက်ပျိုးရေးအတွက်အဓိကအားထားနေရတဲ့ကျွဲကောင်ရီ1000ကျော်ယောဂါကြောင့်တိတ်ဆုံးခဲ့တာမို့ဆန်စပါးမစိုက်ပျိုးနိုင်ပဲအငတ်ဘေးရင်ဆိုင်နေရပါပြီ။စားနပ်ရိက္ခာပြတ်လတ်နေမှုအစိုးရကလစ်လျူရှုထားတယ်လို့ဒေသခံတွေကပြောပါတယ်။ပြီးခဲ့တဲ့နွေရာသီကစလို့ကျွဲကောင်ရီအများအပြားအနာရောဂါကြပြီးတိတ်ဆုံးခဲ့လို့ဒေသဆိုင်ရာအာဏာပိုင်တွေကိုတင်ပြခဲ့ပေမဲ့ဘာတစ်ခုမှအရေးယူဆောင်ရွက်ပေးတာမရှိတဲ့အပြင်တောင်ယာမစိုက်ပျိုးနိုင်လို့ဆန်စပါးပြက်လက်မှုနဲ့ရင်ဆိုင်နေရတာကိုလည်းလစ်လျူရှုထားတယ်လို့ဇိုမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းကပူပေါ်ပါကပြောပြပါတယ်။အစိုးရပေါ်မှာပြောတာကာကွယ်စီးထိုးတယ်ကာကွယ်စီးထိုးလဲသူကတေးတာပဲ။တကောင်မိတကောင်တေးတာပဲ။ဒီနေ့ထိတေးတယ်။အဲဆိုတော့ကျွန်တော်တို့ဘာဇောကမှလည်းအဲ့လားအတိအကျအစိုးရပေါ်နေကြမ်းမှရင်လည်းတရိษံဆရာဝန်တွေကလည်းလာစစ်ဆေးတာမျိုးလည်းမရှိဘူးပေါ့။ကျွန်တော်တို့ဘယ်လိုတိမလဲ။အဲဆရာဝန်နဲ့စစ်ဆေးပြီးဒါပါအကြောင်းတေးလဲဘယ်လိုလဲဆိုတာမှတ်ချက်တွေလာယူတာလည်းမရှိဘူး။ကာကွယ်စီးထိုးပါတဲ့။ကာကွယ်စီးထိုးလဲကျွေးတယ်တေးတာပဲ။ဒီကကျွန်တော်တို့ကဘာမှလိလူရှုခံတယ်။ကျွန်တော်အဲ့လိုပဲခံစားတယ်ခက်ခဲတယ်ဆိုတာလဲကျွန်တော်တို့ဘယ်သူနဲ့မှဆက်တွေ့လို့မရဘူးကျွန်တော်နိုင်ငံတကာရောအစိုးရရောကိုငီထောက်ပံ့မှုစားနဲ့ရိတ်ခါဖြစ်အဆဆရရကိုငီမဲ့ဆိုရင်ကျွန်တော်တို့ဇုံမီလူမျိုးနာမည်နဲ့ပေးပါဇုံမီနဲ့ပဲလက်တွဲလုပ်ပေးပါအဲ့မှဇုံမီတွေကဖွံ့ဖြိုးတိုးတက်လာမှာဖြစ်တယ်ဒီတိန်တွန်းဆန်နဲ့ချိန်ခါအရက်တွေမှာလူဦးရေ3သိန်းနီးပါးရှိတဲ့ဇုံမီတိုင်းရင်းသားတွေအများဆုံးနေထိုင်ကြပြီးလမ်းပန်းဆက်သွယ်ရေးကြမ်းတမ်းခက်ခဲသလိုတောင်ယာနဲ့အသက်မွေးရတာကြောင့်စိုက်ပျိုးရေးမှာသုံးတဲ့ကျွဲကောင်ရည်တွေအများအပြားဆုံးရှုံးမှုဟာအငတ်ဘေးစိုက်တဲ့အထိရောက်ခဲ့ရပါတယ်။မြန်မာနိုင်ငံရဲ့အစင်းရဲဆုံးပြည်နယ်တစ်ခုဖြစ်တဲ့ချင်းပြည်နယ်ဟာရာသီဥတုပြင်းထန်ပြီးလမ်းပန်းဆက်သွယ်ရေးကြမ်းတမ်းခက်ခဲတဲ့ဖွံ့ဖြိုးမှုအနှိမ့်ကျဆုံးဒေသဖြစ်ပါတယ်။စံဝယ်မစားနိုင်လို့ပြောင်းမှုကိုပြုတ်ပြီးခမင်းအဖြစ်နေ့စဉ်စားတောက်နေရတယ်လို့တီးတိမ်မြို့နယ်ဘွမ်ရွာကဒေသခံဇိုမီအမျိုးသမီးတယောက်ကပြောပြပါတယ်။ဆန်မလောက်ဘူးဆန်မရှိဘူးတခါတည်းပဲဆန်ဝယ်ရတာတနစ်မှနဲ့တုံးလောက်ပဲဝယ်တာအဲ့ဒါကြောင့်ပြောင်းဖို့စားတာမနေ့ပိုင်းနဲ့ไปရပုံမှန်စားတယ်တပတ်မှနှစ်ခါလောက်ထမင်းစားတယ်ဆန်ထမင်းနော်စားတယ်ပြောင်းဖို့ကတော့ပုံမှန်ပဲချင်းပြည်နယ်တောင်ပိုင်းမှာလည်းကျွတ်တွေဖြက်စီးလို့ပြီးခဲ့တဲ့နှစ်တွေကဒေသခံတွေအငတ်ဘေးကြုံခဲ့ရဘူးပါတယ်အခုမြောက်ပိုင်းမှာကောင်းရီ1000လောက်တိတ်ဆုံးခဲ့တဲ့ကျွဲတွေမှာဖြစ်ပွားတဲ့ယောဂါကိုလည်းဒေသခံတွေကအတိအကျမသိကြပါဘူးส่วนมังสานมังลุงานักเกลเสียบังเลียนนัลุงตุกนาโตกิสุอิน ZDF อินนัมินเจฟังนาดีอินมูสมคันควาลมินของโบฮีคุมซอดตามอาดามยิงอินลุงกัสยานีน้องเสียมตาเฮนโทสมคันควาลเล็กโคเตทุมนาnun in tual niam zogam leile kyang tui bang kwa azun ding le apwa di in sian mang pan in hai bang hong nga phung vai bang che in pian na gam lei tuang na tun chiang lun mang te to tong ki kum in zogam leile kyang tui bang kwa kil bang khan nang zogam lei pan ZDF to tong ki sang in jiu vai hong hom siam lai un moจีอินกษียณเกียงอ่ะดูตรงเงสักผู้ฮีผู้ทรงขั้นกว่าเละกว่าเตะดุยจังก็สางนี่ขัดยัดค่าตัวนี้และซอมเบลี on Saturday ตาโกเตียงนาอิมันสตาเลยดูวินาโต้ปาเตอร์ม้วนไม่ดีมันอยู่นะดูหน้าตากล้ามเจอดับด้านโผล่ตันดี
Pan panang pai lo kan khol le pol te p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 an panang pai lo kan khol le pol teစစ်ကြီးပြီးဆုံးတာနှစ်90ပြည့်တော်မှာမို့ဒုတိယကမ္ဘာစစ်တွင်ချင်းတောင်တန်းတွေမှာကြာဆုံးခဲ့တဲ့ဂျပန်စစ်သားတွေရဲ့ရုပ်ကြွင်းတွေကိုအိမ်ပြန်ပို့ဖို့အတွက်ဂျပန်စစ်သားရုပ်ကြွင်းရှာဖွေရေးအဖွဲ့ကဩဂတ်စ်လဆန်းမှာချင်းပြည်နယ်ကိုပထမဆုံးရောက်လာခဲ့ပါတယ်။အိန္ဒိယမြန်မာနယ်စပ်မှာဒုတိယကမ္ဘာစစ်တွင်းကအင်ဖာမိုးရီတိုက်ပွဲကြီးတွေဖြစ်ပွားခဲ့ပြီးချင်းတောင်တန်းမှာဂျပန်စစ်သားအများအပြားကြာဆုံးခဲ့ရတာကြောင့်သူတို့ကိုမြှုပ်နှံထားတဲ့ရုပ်ကြွင်းတွေရှိရာကို
ပြန်လည်ရှာဖွေတဲ့လုပ်ငန်းစဉ်ကိုဩဂတ်စ်ရက်နေ့ကနေ9ရက်နေ့အထိစူးစမ်းလေ့လာမှုစတင်ခဲ့ပါတယ်။ Actually, the purpose in here to search for the Japanese soldiers' remains, particularly the bones. The next year, it has passed just 70 years since the end of Second World War, and our ancestors' bones are still in this area. So that I come here to make a research to collect all the bones as much as I can to take them back to their home country, Japan. ဂျပန်စစ်သားတွေအကြဆုံးများပြားဖြစ်ခဲ့တဲ့ချင်းပြည်နယ်မြောက်ပိုင်းတီးတိန်တွန်းဇံမြို့နယ်ကနေအိန္ဒိယနိုင်ငံအင်ဖာတလျှောက်ရုပ်ကျွင်းတွေရှာဖွေဖို့အတွက်ကွင်းဆင်းလေ့လာခဲ့ပြီးရုပ်ကျွင်းတွေအစုလိုက်အပြုံလိုက်မြုပ်နှံထားတဲ့ mass graves တွေကိုဦးစားပေးရှာနေပြီးတွေ့ရှိမှုတွေကိုဂျပန်အစိုးရစီအစီရင်ခံတင်ပြကြမှာဖြစ်ပါတယ်။မြန်မာပြည်မှာရုပ်ကျွင်းရှာဖွေရေးအရင်ကလုပ်ခဲ့ဘူးပေမဲ့လက်နက်ကင်ပြိပခတွေကြောင့်တိုင်းရင်းသားဒေသတွေမှာရှာဖွေခွင့်ပိတ်ပင်ခံရပေမဲ့အခုတော့တောင်တန်းဒေသတွေမှာပထမဆုံးရှာဖွေလေ့လာခွင့်ရခဲ့ပြီလို့ဆိုပါတယ်။ Actually, this is not the first time. My Japanese government has already completed the survey and collect the bones in the general areas, except the remoted area or prohibited areas, particularly in the conflict area or prohibited area, are still remain. Actually, now going on the peace process. So accordingly, and luckily, next year is the 70 years anniversary from the end of Second World War. I would like to clean up all the bad dreams of Japan in Burma, in Myanmar. တမိုင်းမှတ်တမ်းတွေအရ1943မတ်လအတွင်းမှာဂျပန်စစ်သား3သိန်းလောက်ဟာအိန္ဒိယနိုင်ငံကိုကျူးကျော်ဖို့ချင်းပြည်နယ်မြောက်ပိုင်းကိုဖျက်ပြီးအင်ဖာကိုချီတက်ခဲ့ရမှာဗြိတိရှမဟာမိတ်တပ်တွေနဲ့ပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်ခဲ့ပြီးရှုံးနိမ့်ခဲ့သလိုအစာရေစာငတ်မွတ်မှုယောဂဗျာတွေကြောင့်အများပြားသေဆုံးခဲ့ပါတယ်။အင်ဖာတိုက်ပွဲကြောင့်ဂျပန်တပ်တွေရှေ့ဆက်တိုးလို့မရဘဲငတ်မွတ်မှုကြောင့်တီးတိန်အင်ဖာလန်တလျှောက်ဂျပန်စစ်သားတွေအများကြီးသေဆုံးခဲ့တယ်လို့စစ်အတွင်းကဖြစ်ရက်တွေကိုကိုယ်တိုင်ကြုံခဲ့တဲ့အသက်62နှစ်အရွယ်ဇိုမီအဖိုးကပြန်ပြောပြပါတယ်။ဘယ်လိုမှမရှိတော့ဘူးလေတောထဲမှာကြောက်လို့ပုံသွားတာအင်းရက်ကြတာအဲ့ဒါအစားဒီ surprise တွေလုံးဝမရတော့အရှိကူမတူနိုင်တော့ဘူးခုတော့နောက်ဆုတ်ပြီးတော့အစားတွေလုံးဝမရှိဘူးလေသူတို့ငါဓာတ်နဲ့တိတ်တော်တာရှိတယ်အနာစာတိတ်သွားတယ်ဘာမှအားမရှိတော့ဘူးလေတိတ်တာအများကြီးလမ်းမှာသူတို့လက်ထဲမှာရောက်သွားပြီမြန်မာပြည်ရဲ့ချင်းပြည်ရဲ့အားလုံးအခုကျွန်တော်တို့တက်တော့ပေါ့အိန္ဒိယကိုတင်သွားမယ်တဲ့အဲ့ဒါသူကဘယ်လိုပြောလဲဆိုတော့တောထဲမှာဟိုဥပဒေမရှိဘူးဥပဒေဆုံးဖြတ်တဲ့ဥစ္စာကဒါပဲဆိုသူကဒါအရှိကြီးလေအရှိကြီးကိုထုတ်ပြီးတော့သူတို့ပခုံးမှာတင်ထားတာနားမှာထုံလို့ရှိရင်လေဘင်းကိုဖျက်သွားမယ်ဒါဥပဒေပဲတဲ့အဲ့လိုပြောတာအင်္ဂလိပ်ကိုတိုက်ရမယ်အိန္ဒိယကိုအကုန်လုံးတင်သွားမယ်လုံးသားမဟာရဲ့ဝါနာဒီမှာဝိဘာလဲက
Bagaimana depan lain depan asistenかつて日本軍もこの道を進みました。太平洋戦争の末期、ミャンマーでも戦況は悪化。イギリス軍との激しい戦闘に加えて、補給のないまま撤退した日本兵は次々と死亡します。遺骨の多くは残されたままです。ミャンマーでは戦後も政情不安が続き、外国人による遺骨調査は進みませんでした。しかし、民主化の進展とともに去年から調査ができるようになりました。これまで訪れることができなかった地域には、今も戦車の残骸などが残されています。ここに名前がね、カタカナで「いいな」ですね。日本兵の遺品や埋葬地に関する情報を集めている井本克之さんです。山あいの集落を訪ね歩いては聞き取り調査を行っています。長年世界の紛争地で難民などの支援を続けてきた井本さんは3年前からミャンマーの少数民族の支援を始めました。ここで出会った人たちからかつての激戦地に残された日本兵の話を聞き、海外の遺骨を探す日本の市民団体に協力するようになりました。自分たちのところにはまだ眠ったままになっている日本兵のご遺骨があるという情報が得まして、このままになっているというものは何とかした方がいいというふうに思います。この日、井本さんは日本兵が撤退した道をたどるように歩きました。草やぶの中で見つけたのは集落の入り口を示す石碑。Japanese army back down from Impar and they stay in this village. The British troop bombing this village, they moved down to Trichang village. So at that time some Japanese people were dead here. イギリス軍による爆撃で辺りは壊滅したといいます。井本さんはかつてその集落で暮らしたという人に会うことができました。日本兵のキャンプに食事を運んでいたラムザ・チンさん。爆撃を受けた日のことを今でも鮮明に覚えていました。その後、村の人たちによって埋葬されたという日本兵。井本さんはこうして一つ一つ手繰り寄せた1000人を超える情報を日本政府に報告しています。さらに一度に多くの兵士が犠牲になった場所があると聞き訪ねました。日本軍の野戦病院跡地です。ここには日本兵が運び込まれた野戦病院がありました。村の人たちは満足な治療も受けられず、亡くなった兵士たちの姿が忘れられないと言います。
村には日本兵の遺留品とみられる鉄兜や短剣が残されていました。最後に井本さんが見せられたのは骨でした。野戦病院の跡地で偶然見つけたといいます。村の人々は年とともに遠のいていく戦争の記憶をとどめようと遺留品などを保管してきたといいます。異国で亡くなった日本兵たち。井本さんは一人でも多くの遺骨や遺留品を探し当て、日本の家族のもとに返したいと考えています。来年が戦後70年になるんですね。我々の祖先でありますし、やはり彼らを日本に、帰国させるっていうものは残された私たちの使命であり義務ではないかというふうに考えています。海外に残された日本兵の遺骨を日本に返すことは原則として厚生労働省がミャンマー政府の許可を得た上で行うことになっています。国は具体的な情報があれば現地で遺骨を収集したいとしていますが、ミャンマー国内の治安が安定し収集活動が始まるまでにはなお時間がかかる見通しです。ท่านตุนดีมตึงมาส่งเป็นมิปีส่งมีเตนิคิยาลิโลจอยนะฮงมุกุมปีเตปีเนเนียมเตกันอานินะตัมปีกับนันโลดิ้งเต็นกินายนะขันโตดิ้งจักกับขันโตโลนะตัวนี้นะที่ว่าเป็นตัวก้อนละกับตัวปลาอินะnapi tak izomi te abosa aten saksa te antai san loina tunina sidang na zato to kisai khom pi zomi khom pi masa tunina hi hai jin khwa akiboli chi tunina amasapen den nomi minam I chi dan no athei kholo ka hi hangna Jesu ka upkhitjang Jesu inna Jesu sisang in cây phong tật thịt chiang, thì si san thu cái thịt chiang, cả si san tên cả về mình na, về na đâu pan lùng tăng quỷ na, thì na siam na hậu na pan na tê lôi na, cái cả si san tên tu nên kêu kêu đam lôi na, mang bằng na tu pan cả cây tai lôi na, kami khai izo bằng cái tự một tiền na, tua kamu na pan na thu nghe ni na tàu pa tung ka ki ap chiang ni na tàu pa hi te koi chi ning chin ki am na ka dei chang lai siang tho he se ya alian som thu alian som ni le ku khom pia ni ka ta te ti sian na te ka po de lian ma te ka tam sak chang kha te ni bang ang tam ni te atan ni za sa sin tam ki din amen zo mi te atan ki ding tu na ki pan ya pen thu yiคนที่ตัวจะยิงองนี้เส้นตัวอิโซกัมสุมาปัดไหนปัดไหนเลยตัวอาเซมเป็นไอ้หายจีนขวานเขากินตัวก็ชุกติ่งเล็กกูโซมีเจ็ดดีอะไรที่ปองนะถึงอินาอิโซกัมอาตังสักดีเดียวก็มีแต่ตัวของทุนนาทุนนั่นเตลดิวก็เป็นตัวตาลัวใครไปมานะจัตุลูทุ่งยีราคันอิจิเมียเป็นตัวกระเด็นไหนที่ปนันโตปันจิดังดินปันดำนาจะตุยเกหิงจิปันหนงปันไหนจะมาอัทุลูนงอนเป็นปัจเจนงเปียงมาจากทุพานงอนเป็นทุเนวฮิโรเลยไอ้น่าปัญหาจำอีกอันเนวอันเลียนขุดต่อยเด็กต่อยเด็กโจกังปวดอีกที่โตเกจุยาปัจเจนเอตาลงเปียอีปัจเจนอามานาเซมิงทำมันเลียนปีสางลิงนะก็หายจินเตะหายจินเขากีมาถึงฮิตถึงเป็นโต๊ะปั้นของเตลิจินตู้นินอัติมาตุนตู้นี้นะอิลุงซิมสุมามุนตาปีดีนะของหาก่อนน้องนี่
နောက်ထပ်မိဖို့တခုကတော့ဟိုဂျာနယ်တစ်စောင်းမှာပေါ့နော်ဂျာနယ်တစ်စောင်းမှာမျိုးနွယ်စု135မျိုးထဲမှာဇွန်မီမျိုးနွယ်စုတွေမပါဘူးလို့ပြောကြားတာသိရတာလေပါအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဟုတ်ပါသလားရှင်ခုနပြောသလိုသမီးကို135မျိုးသတ်မှတ်ကြတာတော့ဟိုအစင်ဆက်ကနော်ကျွန်တော်တို့မပြီးဘူးဟိုးတွေကသတ်မှတ်ခဲ့တာအခုအဲ့ဒီဥစ္စာမှန်လားပြန်စစ်ချင်လို့အခုစီးကောက်တာလေဟိုတော့မပါဘူးဆိုရင်အခုပြောရင်အခုပါမှာပေါ့အခုထည့်ပေးပါပေါ့ဒါအခုတကယ်ဆိုပြီးဆိုတော့လူမျိုးကကျွန်တော်နိုင်ငံမှာရှိနေတဲ့ဒီမှာပဲနေတဲ့သူတို့ပြောသလိုလားဘယ်နေမှာနေတယ်ဆိုရင်အဲ့မှာရှိတဲ့လူတွေကကျွန်တော်ဇုံပြီးပါတော့ပြောလိုက်ရင်ဒီလူမျိုးစင်ပါသွားတယ်မတမီးဒါကြောင့်မလို့2014ခုနှစ်လူကြီးရဲ့အိမ်ကျောင်းကတကောင်စင်ကောက်တယ်ဆိုတော့အဲ့ဒီမှာရှိတဲ့စင်းတွေကမှန်သေးရဲ့လားမရှိတဲ့လူတွေမရှိတော့ဘူးလားအတိတ်တိုးသလားဆိုတော့ up to date ဖြစ်အောင်လုပ်ပေးကြလို့ဒါဆောင်ရတာပါဒါအငြင်းပွားစရာကိစ္စမဟုတ်ဘူးလေဟုတ်တယ်မလားထပ်ပြီးတော့ပါချင်းချင်းပြောလိုက်ပါသွားပါပဲMà đều rồi lòng sinh